တင်ရအခုမှဂီတာဝယ်ဖို့စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆောင်အောင်ကြည့်ရှုလိုက်ပါပထမဆုံးအနေနဲ့ဂီတာအမျိုးအစားကိုရွေးချယ်ရမှာဖြစ်ပါတယ်ကိုကဘယ်လိုဂီတာတီးမလဲဆိုတာကိုကိုယ်တိုင်ရွေးချယ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအဓိကအားဖြင့်ဂီတာအမျိုးအစား၃မျိုးရှိပါတယ် acoustic guitar classical guitar နဲ့ကျွန်တော်တို့ electric guitar ဆိုပြီးတော့ရှိပါတယ်ခင်ဗျာ acoustic guitar ကတော့ကျွန်တော်တို့ stereo တက်ထားတဲ့ guitar ကိုခေါ်ပါတယ်သူကအတန်ထွက်ပိုကောင်းတယ်ကြည်လင်ပြတ်သွားစွာထွက်နိုင်တယ်အတန်ပူကျဲပါတယ် classical guitar ကတော့နိုင်လွန်ကြိုးတက်ထားတဲ့အတွက်သူကအတန်က acoustic guitar လောက်မထွက်ပါဘူးဒါပေမဲ့သူကတီးခတ်ရမှာလက်နာကျင်တာမျိုးမရှိပါဘူးခင်ဗျာနောက်တစ်ခုကတော့ electric guitar ပဲဖြစ်ပါတယ် electric guitar ကတော့ guitar ကြီးပဲတီးခတ်လို့မရပါဘူးသူ့အတွက်ကျွန်တော်တို့ guitar amp တွေလိုမယ် guitar effect တွေလိုပါမယ်ခင်ဗျာအခုမှစတီးမဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော် acoustic guitar ကို recommend ပေးချင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ budget ပဲဖြစ်ပါတယ်ကိုကဘယ်လောက်တန် guitar ကိုဝယ်မလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ် guitar တွေကတော့ဈေးကြီးတဲ့ guitar ကတော့ပို့ပြီးတော့အတန်ထွက်ကောင်းလေပို့ပြီး quality ကောင်းလေဖြစ်ပါတယ်ရေရှည်မှာကျွန်တော်တို့တချို့ guitar တွေဆိုရင်4-50နှစ်ထိတီးခတ်နိုင်ပါတယ်ဈေးပေါ်တဲ့ guitar တွေကတော့ခဏတာပဲအသုံးပြုလို့အဆင်ပြေပါလိမ့်မယ်အခုမှစပြီးတီးမဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်ကတော့ဈေးရမ်းကြီးရလဲမဝယ်စေချင်ပါဘူးဈေးရမ်းနေတာလည်းမဝယ်စေချင်ပါဘူးခင်ဗျအလဲလက်ဖြစ်တဲ့ entry level မျိုးဆိုရင်တော့အဆင်ပြေပါတယ်ဈေးနေတဲ့ guitar ကိုရွေးချယ်ပြီးတော့ဝယ်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ရေရှည်မှာအဆင်မပြေနိုင်ပါဘူးခင်ဗျသူကတုံးထားတဲ့ပစ္စည်းတွေက budget ဖြစ်တဲ့အတွက်1လ2လလောက်တီးပြီးတဲ့ခါကြလို့ရှိရင်ကျိုးတွေမြင်လာတာအတန်ထွက်တွေမမှန်တော့တာလေးဖြစ်တတ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကအလဲလက် guitar ဖြစ်တဲ့ entry level guitar ကို recommend ပေးချင်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ guitar ဝယ်တော့မယ်ဆိုရင်အရွယ်အစားကိုရွေးချယ်ရမှာပဲဖြစ်ပါတယ် guitar ကတော့အရွယ်အစားမျိုးစုံရှိပါတယ် travel size ရှိတယ်အလဲလက် size ရှိတယ်ကျွန်တော်တို့ normal size standard size ရှိပါတယ်ခင်ဗျာဂီတာရွယ်စားကတော့ကိုယ်နဲ့ကိုင်းညီပြီးတော့အဆင်ပြေမဲ့ဂီတာကိုရွေးချယ်တင်ပါတယ်ဂီတာဝယ်တော့မယ်ဆိုရင်ဘာတွေစစ်ဆေးရမလဲဆိုတော့ဂီတာရဲ့ flat တန်ကိုယ်ကောက်ခြင်းရှိမရှိကိုစစ်ဆေးတင်ပါတယ်ပြီးတော့ဂီတာ action ကျိုးအနေမြင့်ကိုလည်းစစ်ဆေးတင်ပါတယ်ခင်ဗျာနောက်တစ်ခုကဂီတာရဲ့ flat ပေါ့เนาะကျွန်တော်ဘာလေးတွေကရှလားမရှလားဆိုတာကိုကြည့်ပြီးတော့ဝယ်ယူတင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ key ဂီတာရဲ့ key ပေါ့เนาะဂီတာရဲ့ key ကကျွန်တော်တို့လှည့်ရပြူရတာ smooth ဖြစ်လားမဖြစ်လားကိုလည်းကြည့်တင်ပါတယ်ခင်ဗျာတချို့ဂီတာတွေကကြတော့ကြိုးညှိပြီးလို့ရှိရင်တခါတလေကျူနေပြန်ကျသွားတာပဲရှိတတ်ပါတယ်အဲ့အတွက်ဂီတာကီးရလည်းအရေးကြီးတဲ့အစိပ်ပိုင်းမှာပါဝင်ပါတယ်ခင်ဗျာနောက်တစ်ချက်အနေနဲ့ကတော့ဂီတာရဲ့ physical ဂီတာမှာထိခိုက်မှုရှိမရှိအရာကွဲရတွေပါကိုတေချာကြည့်ရှုပြီးတော့ကွဲယူတင်ပါတယ်ခင်ဗျာနောက်တစ်ချက်ကတော့ဂီတာဝယ်ယူပြီးဆိုရင်ဂီတာနဲ့ပတ်သက်တဲ့ accessory တွေပါဝယ်ယူတင်ပါတယ်ဥပမာဂီတာ8ဂီတာပတ်ထရန်ဂီတာပစ်လို့လည်းခေါ်ပါတယ်ပြီးတော့ဂျူနာကပ်ပိုဂီတာလွယ်ကျိုးဂီတာကျိုးအပူလေးတွေပါစောင်းထားတင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကိုကဒီဂီတာကိုမြင်ပြီးလို့ရှိရင်ကိုသဘောကျတယ်အတန်ထွက်လည်းကောင်းတယ်ကိုအတွက်တီးခတ်ရတယ်တက်တက်ဖြစ်တယ်ဆိုရင်တော့ဒီဂီတာကိုဝယ်ယူတင်ပါတယ်ခင်ဗျာဒါမှဂီတာလေးချင်းစိတ်ကိုပို့ဖြစ်ပြီးတော့ပျော်ရွှင်စွာတီးခတ်နိုင်မှာပဲဖြစ်ပါတယ်နောက်ပိုင်းမှာလည်းဂီတာနဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်